အားလုံးပဲမင်္ဂလာပါခင်ဗျာ Story for You Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့အစီအစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးခဲ့ဖို့တောင်းဆိုကြပါတယ်ခင်ဗျာကဲကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်လားခင်ဗျာတောနတ်ထေကမိန်ကလေးဒီဇလန်လေးဟာပြည်မှန်တစ်ခုပေါ်မှာအခြေခံပြီးတော့တင်ဆက်ထားခြင်းပဲဖြစ်ပါတယ်ခင်ဗျာမင်းလွင်တောင်တန်းကြီးကမိုင်းညိုအုပ်ဆိုင်နေလေပါတယ်ဗုဒ္ဓတိန်လေးများကလည်းတောင်ထိပ်ပိုင်းကိုဖုံးအုပ်ထားလေပါတယ်အဲ့ဒီဖြစ်ကိုကသူတို့ဒေသကောတောင်ကြီးကောင်းမီခြုံနေလို့ခေါ်ကြပါတယ်မင်းလွင်တောင်တန်းကြီးကောင်းမီခြုံလင်းတော့တောင်တန်းအောက်ချီနဲ့တောင်ဆွဲတောင်ကြားများထဲမှာပါမြို့ထူများကြာဆင်းနေတတ်ပါတယ်မုတ်ဆိုးဒီဒီဖို့တော့ဒီလိုနေရမျိုးဆိုရင်အိမ်ကတ်တဲ့နေ့ဖြစ်ပါတယ်အနည်း30နီးပါးအမဲလိုက်လာတဲ့အတွေ့အကြုံရရကလိုမိုးအုံးနဲ့နေ့ဆိုရင်သားကောင်ကောင်းကောင်းရှာလို့မရပါဘူးမိုးအုံးနဲ့ခါသားကောင်များလဲသူတို့အတိုက်မြုံနေတဲ့ကိုင်းနေတက်ကြပြီးတော့အမဲလိုက်ရင်လဲအချိန်ကုန်လူပင်ပန်းဖြစ်တဲ့တောင်မို့တော့မလိုက်ခြင်းပဲဖြစ်ပါတယ်ဓမ္မနေ့ကတော့တော်ဝက်တကောင်ပြစ်ခတ်ရရှိထားတာမို့လက်တလောရိတ်ခါဖူးလုံးနေတာကြောင့်အေးလူလူအနားယူနိုင်တဲ့နေ့ဖြစ်ပြီးတော့ဇနီးတဲ့ဖြစ်သူပြင်ပေးတယ်နနက်စာစားတော့ပြီးတာနဲ့ဆေးလိတ်တလိတ်ကိုခဲလိုက်ပြီးကာတွန်းစာအုပ်တအုပ်နဲ့အိမ်ရှိမှာထိုင်နေလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲကိုကြီးတီချမ်းရှိမှာခေါ်တန်ကြားလိုက်ရပြီးတော့လူရင်များတန်းတွေးလိုက်ရပါတော့တယ်ခေါ်တန်ကိုနားဆွန့်လိုက်ရမှာရွာရိတ်ကဖိုးမောင်ဆိုတဲ့နွားချောင်းသားလေးဖြစ်မယ်လို့တန်းတီးလိုက်ရပါတော့တယ်အေးဖိုးမောင်ကြီးဝင်းကလေးကွာဟုတ်ကဲ့ကိုကြီးတခြားဧည့်သည်တွေလည်းပလို့ခွေးကြည့်ပေးပါအောင်ကိုကြီးဝင်သာဝင်ခဲ့ကွာဘိုးမောင်ကလူနှစ်ယောက်ကိုပိုးဆောင်ပြီးတော့ခြံထဲကိုဝင်လာခဲ့ပါတော့တယ်လူစိမ်းများဖြစ်တာကြောင့်အမဲလိုက်ခွေးကြီးဖြစ်တဲ့ဗဂျူးကခေါင်းထောင်လိုက်ပြီးအချင်းကြီးကိုကြည့်နေပါတော့တယ်ဒီဒီကလေတစ်ချက်ချွန်လိုက်တဲ့အခါမှာတော့ဗဂျူးမှာမြေပြင်ပေါ်ကိုပြန်ဝစ်သွားပြီးတော့အေးလူလူနဲ့ပြန်အိတ်နေလေပါတော့တယ်ကဲလာကြပါဗျာအရင်ထိုင်ကြပါအောင်ဖိုးမောင်ကလူပြိုပေါက်လေးဖြစ်ပါတယ်သူနဲ့တူပါလာသူများကတော့တယောက်မှာအသက်50ခန့်ရှိမည်ဖြစ်ပြီးတော့နောက်တယောက်မှာတော့အသက်20ကျော်လောက်သာရှိအောင်မယ်လို့ဒီဒီကခံမှန်းလိုက်ပါတော့တယ်အဲဒီလူများနဲ့ဒီဒီထိုင်နေတဲ့အင်းရှိတစက်မိတ်အောင်ကုတ်ပြစ်မှာဝင်းရောက်ခါထိုင်လိုက်ကြပါတော့တယ်ကဲဆိုပေါင်းဘာကိစ္စနဲ့လာကြတာလဲပြုအသက်ကြီးကြီးနဲ့လူကြီးကသူဆောင်းထားတဲ့အိုးထုတ်ကိုချွတ်လိုက်လေးပါတယ်ထိတ်ကပြောင်းနေပြီးတော့သပင်ဖြူတွေကနတ်ထင်နဲ့အိုးကောင်းနောက်ဖက်မှာပေါက်ရောက်နေကြပါတယ်ဒါနဲ့ခမားကမုတ်ဆိုးတယောက်ဆိုဟုတ်ပါတယ်ဗျဒီရွာနီးတစ်ဝိုက်မုတ်ဆိုးတီးတီးဆိုရင်မသိတဲ့သူမရှိသလောက်ပါပဲဗျဒီလိုပါကျိုးတို့ကအပြော်ရန်ဗီဒီယိုရိုက်တဲ့ဝါသနာရှင်တွေပါဗျအခုနိုင်ငံတကာမှာကျင်းပမယ်မှတ်တမ်းရုပ်ရှင်ပွဲတော်တကူမှာဝင်ပြိုင်မလို့ပါအဲ့ဒီအချိန်မှာပဲဒီဒီကမျက်မှောင်ကျုပ်လိုက်မိပါတယ်အဲ့ဒါကျုံးနဲ့ဘာဆိုင်လို့လဲဗျဒီလိုပါဗျာမှတ်တမ်းရုပ်ရှင်ပွဲတော်မှာရိုက်ရမယ့်ခေါင်းစဉ်ကမုတ်ဆိုးတယောက်ရဲ့တနေ့တာဆိုတဲ့ခေါင်းစဉ်ပို့ပါဗျအဲ့ဒီတော့မှဒီဒီလဲခေါင်းငိမ်လက်ခံလိုက်ပါတော့တယ်ကောင်းပြီလေကျုံနားလဲပါဗျခမားတို့ကကျုံလုံးပုံကိုင်းပုံတွေကိုရိုက်ချင်နေဆိုပါတော့လေအဲ့ဒါနဲ့ဖိုလူကြီးကခေါင်းငိမ်လိုက်လေပါတယ်ဒါဆိုဘယ်နေ့စားရင်မလဲကျိုးတို့မှာအချိန်သိမ့်မရှိဘူးဆိုတော့ဖြစ်နိုင်ရင်ဒီနေ့ပဲရိုက်သွားချင်ပါတယ်ဗျဒီဒီကတောင်ကြီးကိုတစ်ချက်ကြည့်လိုက်ပြီးခေါင်းကိုဖြင်းညင်းစွာခါလိုက်လေးပါတယ်မဖြစ်ဘူးဗျဒီလိုနေမျိုးဆိုသားကောင်မထွက်ဘူးဒီတော့ခမားတို့ဘာကိုမှရမှာမဟုတ်ဘူးလေအဲ့ဒီလူကြီးကမျက်နှာပြတ်သွားခဲ့ပါတယ်အတူပါလာတဲ့လူငယ်ကိုကြည့်ရင်မျက်လုံးချင်းစကားပြောနေလေပါတော့တယ်အဲ့ဒီနောက်မှာတော့ဒီဒီဘက်ကိုလှည့်လိုက်ပြီးရပါတယ်ကျိုးတို့ဘို့သားကောင်မလိုပါဘူးဗျာခမားလုံးပုံကိုင်ပုံတောတိုးပုံနောက်ပြီးဘဝတောတောင်ရေမြေပုံတွေကိုရိုက်မယ်ဗျာသားကောင်မရလေကျိုးတို့လိုချင်တဲ့ရှုခင်းရှုခွက်ရရင်โอเคပြီပေါ့ဘေးနားမှာလူငယ်ကလည်းကိုကြီးပါဗျာကျုံနဲ့ကျုပ်ဆရာကဒီလိုရမျိုးကိုရိုက်ချင်လို့ရန်ကုန်ကနေတကူတကကိုယ်ယူပြီးလာခဲ့ရတာပါအတင်းကျပ်ကိုကြီးတောင်းနေတာမို့ဒီစဉ်းစားနေရပါတယ်အဲ့ဒီခါမှာတော့လူကြီးကလူအကြီးအိတ်ထဲမှာစက်ကူအိတ်တစ်ခုကိုထုတ်လိုက်ပါတော့တယ်တနေ့လုံးစာအတွက်9000ကြောပါမယ်မိုးဆိုးကြီးရ
ကျုပ်တို့ကိုကူညီပါနော်ဝင်းကားတောင်းလဲရောင်းမှာမို့နောက်ဆုံးမှာတော့ဒီတယောက်ကောင်းငိမ့်လိုက်လေပါတော့တယ်ကောင်းပြီလေခမရတို့လည်းအဆင်ပြေကျုပ်လည်းအဆင်ပြေပေါ့ဒါနဲ့ဘလောက်ကြာမှလဲနေတစ်ပိုင်းလောက်ပဲရိုက်မှာပါဒီကမတ်တရက်လိုက်ပြီးတော့နိုင်ရမှာချိတ်ဆွဲထားတဲ့အမဲလိုက်ရိုင်းဖဲတနက်ကြီးကိုဆွဲယူလိုက်လေပါတော့တယ်ဖိုးမောင်ကတော့မုံဖို့အနေငယ်ပေးလိုက်ပြီးဖိုးမောင်ကပြန်သွားလေပါတော့တယ်ဒါဆိုရင်အခုပဲသွားကြရအောင်ဗျာနည်းနည်းတော့နောက်ကျနေပြီဗျတော်တွေကမုံမချုပ်ခင်ပြန်မှတော်ကကြမယ်အဲ့ဒီလူကြီးကဒီကိုစိုက်ထိုးပေးရင်ကျုံနာမိဥအံပါဗျသူကတော့ကျုပ်တပည့်မိုးကောင်းလို့ခေါ်ပါတယ်ဗျအဲ့ဒီလူကြီးကသူ့လွယ်ထားတဲ့အိတ်ကိုဖြေချလိုက်ပြီးတော့အိတ်တွင်းမှာဗီဒီယိုကင်မရာအသေးလေးတစ်လုံးကိုထုတ်လိုက်လေပါတယ်ဥအံကကင်မရာတစ်လုံးမိုးကောင်းကကင်မရာတစ်လုံးကင်လိုက်လေပါတော့တယ်အဲ့ဒီနောက်မှာတော့သူအိမ်နံရမှာရှိတယ်ဒါကောင်တွေရဲ့ဦးကြိုများအယိုးများကိုရိုက်ကူးကမှတ်တမ်းတင်နေလေပါတော့တယ်ကျုပ်အိမ်ကထွက်လို့ရပြီလားဗျာရပါပြီကျုပ်တို့အိမ်ရောက်ကနေစောင့်မလဲခမ ्या ကတနက်ကင်ပြီးတော့အိမ်မော်ကနေဆင်းတဲ့အခန်းရိုက်မယ်ဗျာဒိဋ္ဌိကကရင်အင်ကြီးအနီးနဲ့အနက်အကြားကိုဝစင်ထားပြီးတော့ဦးကောင်းမှလည်းအိုးထုတ်တစ်လုံးကိုစောင်းလိုက်ပြီးတော့ကရင်ပစိုးတူတူဝစင်ပြီးတော့တနက်လွယ်ပြီးအိမ်ပေါ်မှာဆင်းလိုက်လေပါတော့တယ်လေကားရင်မှာအိမ်နေတဲ့ခွေးကြီးပကျုကလည်းဒီနောက်ကိုတကောက်ကောက်လိုက်ပါလာခဲ့ပါတယ်ကောင်းတယ်ဗျာရိုက်ချက်ကတော့ရှဲပဲအရန်တဘာဝဆန်းနေအဲ့ဒီလိုတဲ့တောအတွင်းကိုချီတက်လာခဲ့ကြပါတယ်ရွာမထွက်ပြီးတော့တောင်ကြီးကိုလမ်းမြင်လိုက်ရတာနဲ့တောင်ကြီးမှာမြို့တူကဲ့သို့အဖြူရောင်ငွေများကရင်ဆိုင်နေလေပါတော့တယ်တောင်ရန်ကြီးမှာတော့မိုးသားတိမ်လိမ်များကရင်ဆိုင်လွှမ်းခြုံထားပါတယ်လှလိုက်တဲ့ရှုခင်းဗျာဦးအန်နဲ့မိုးကောင်းတို့ကရှုခင်းများကိုအကြအနာရိုက်ကူးနေကြပါတယ်မကြခင်မှာပဲသူတို့တောဆက်အတွင်းကိုဝင်လာခဲ့ကြပါတော့တယ်မြူတွေကြနေတာလားဗျရေကိုရေငွေတွေပေါ့ဗျာဒီလိုရက်ဆိုရင်တောတွေကတင်ပင်တွေစိမ့်စမ်းတွေကထွက်တဲ့ရေငွေတွေရောမိုးပေါ်ကကြလာတဲ့ရေကိုးတွေရောကြောင့်အခုလိုဖြစ်နေတတ်တယ်လေတတိတော်ထားကြပြမြင်ကွင်းကတိတ်မရှင်းလာဘူးဗျတောကြီးကတော့အောက်ချီရှုပ်လာပါတယ်ဘွားများရှင်လူများလည်းရှိသလိုအမျိုးမြည်မမှန်းဆနိုင်တဲ့ချုံပင်များနွယ်ပင်များကလည်းထူးထက်စွာပေါင်နေလေပါတယ်ခွေးကြီးကတော့တကုတ်ကိုအနံ့ခံပြီးတော့သူတို့အရှိမပြေးသွားနေခဲ့ပါတယ်မိုးကောင်မင်းမုံစိုးကြီးကိုအရှိကနေသွားရိုက်ကွာငါကသူ့နောက်ကနေရိုက်မယ်လေမိုးကောင်ဆိုတဲ့လူငယ်ကလေးကဒီကိုပတ်သွားလိုက်ပြီးဒီရှိမှသွားရောက်ရိုက်ကူနေလေပါတယ်မယုံမင်းတပင်နာအရောက်မှာတော့ဒီကမိုးကောင်ကိုဟေးအဲ့ဒီကနေဆက်မသွားနဲ့တော့မိုးကောင်ကိုအော်လိုက်တာကြောင့်မိုးကောင်အလွန်တိတ်လန့်သွားလေပါတယ်ဘာဖြစ်လို့လဲဗျာမင်းရဲ့ခြေထောက်နားမှာဂိုင်းထောင်ထားတာရှိတယ်ကွာမင်းနီးမိရဲ့ဒဏ်ရာရသွားနိုင်တယ်လို့သိတာမိုးကောင်ကဒေဂျာကြီးလိုက်တော့မှထောင်ချောင်းနဲ့ကျိုးကိုတွေ့ရပါတော့တယ်ခမ ्या ထောင်ထားတာလားမိုးဆိုးကြီးဒီကခေါင်းခါပြလိုက်လေးပါတယ်တောဆိုတာကျုံးတယောက်ထင်းနဲ့စိုင်းတာမဟုတ်ဘူးဗျဒီနာကရွာတွေအကုန်လုံးကဒီတော့ကိုအားကိုးနေတာဆိုတော့တခြားရွာသားတယောက်ထောင်ထားတာဖြစ်နိုင်တယ်တောရဲသွားရင်တာကောင်တွေကိုလည်းဂယူးဆိုင်ရတယ်လို့သူများတွေထောင်ထားတဲ့ထောင်ချောက်တွေကိုလည်းတတိထားနိုင်မှာဗျယခုလိုချင်းမျိုးမှာတော့တောအုပ်ကြီးကစိတ်နေအောင်အေးနေလေးပါတယ်နိုင်ဝက်လောက်တောတိုးပြီးတဲ့အခါမှာတော့စမ်းချောင်းကလေးတစ်ခုကိုတွေ့လိုက်ရပါတော့တယ်စမ်းချောင်းကလေးရဲ့ရေမျက်နှာပြင်ပေါ်မှာလည်းအခိုးငွေများကရက်ဆိုင်နေလေးပါတယ်မုံဆိုးကြီးဒီနားမှာစမ်းချောင်းရှိတယ်ဆိုတော့ရေတကွန်တို့တခြားလှပတဲ့နေရာတွေရောမရှိဘူးလားဗျာရှိတယ်ခလောက်တောင်ကျောဘက်မှာသုံးထက်ရေတကွန်ရှိတယ်လေဒီစကားကိုကြားလိုက်တော့ဦးအန်ကြီးမျက်လုံးများအယောင်လက်သွားပါတော့တယ်အဲ့ဒီနေရာကဝေးလာဗျဒီလိုရာသီဥတုနဲ့ဆိုခလောက်တောင်ကျောဘက်ကိုမသွားတာအကောင်းဆုံးပေါ့ဗျာဦးအန်ကြီးကဒီနားကိုတိုးကလာပြီးတော့တိတ်မဝေးဘူးဆိုရင်ကျိုးတို့ကိုလိုက်ဖို့ပေးပါဗျာကျိုးတို့ကတဘာဝရှူခင်းကောင်းကောင်းလေးလူလဲရိုက်ချင်သေးတယ်လေဒီခဏတစ်ဖြုတ်စဉ်းစားနေမိပါတယ်ငွေ9တောင်လဲပေးထားတာမို့နောက်ဆုံးသူတို့ကိုလိုက်ဖို့ပေးဖို့သဘောတူလိုက်ရပါတော့တယ်ကောင်းပြီဗျာဒါပေမဲ့တော်ရရောက်ပြီဆိုတော့မြေရန်တရီထားနေမှရမယ်ဗျတောဆိုတာကမာယာခမများဗျဦးအန်ကြီးက
ရီမောလိုက်ပြီးတော့ဟိုဗျာတောကဘလောက်ပဲမာယာများများကျိုးတို့စီမှာမုံဆိုးကြီးရှိတယ်မဟုတ်ဘူးလားဒီဒီကရီမောပြီးတော့ခလောက်တောင်ဘက်ကိုခရီးဆက်ခဲ့ကြပါတော့တယ်ခလောက်တောင်ကျောမှာတိမ်မဝေးပေမဲ့လေတောင်စင်းတောင်တက်ဟာမတ်ဆောင်လာပါတယ်နေလေတနိုင်ကမ်းမှာတော့ရေတကွန်အနားကိုရောက်လာခဲ့ကြပါတော့တယ်တရိပ်ဝါးရိပ်ကောင်းလုံးပြီးတော့အလွန်အေးစိမ်နေလေပါတယ်မြို့တွေကြာဆင်းနေပြီးတော့နေပြောက်တောင်မထိုးပါဘူးရေတကွန်မှာလဲအပြူရောင်ရေအလင်းကသုံးစင်ဆင်းနေပြီးတော့အတော်လေးကိုလှပနေခဲ့ပါတယ်မိုးစိုးကြီးဒီနောက်မှနေအောင်ဗျာပြီးရင်ရေတကွန်ကိုဖျက်လျှောက်ပြီးကျုပ်တို့ကရှုခင်းကောင်းကောင်းနောက်ခံထားပြီးရိုက်မယ်လေမိုးကောင်းဆိုတဲ့လူငယ်ကရေတကွန်အောက်ဘက်ကိုဆင်းသွားပြီးတော့ဦးအန်ကြီးကတော့ရေတကွန်ပေါ်ဘက်နားမှာနေရာယူထားလိုက်ပါတယ်ရေတကွန်ဟိုဘက်ဒီဘက်ကိုကြောက်တုံးကလေးများပေါ်မှာဖြက်ကူးနိုင်တာမို့ဒီဒီကအဲ့ဒီကြောက်တုံးကလေးပေါ်မှာဖြက်ကူးလိုက်ပါတော့တယ်တပတ်ကိုရောက်သွားတဲ့အခါမှာတော့ဦးအန်ကြီးကဆင်းလာခဲ့ပါတော့တယ်ကောင်းတယ်ဗျာဒီလိုသဘာဝအလှတွေကိုနိုင်ငံသားတွေကသိကြိုက်တာဗျသူတို့တော့ကြားတဲ့အချိန်ထိစောင့်နေပေမဲ့လည်းမိုးကောင်းကပြန်တက်မလာခဲ့တော့ပါဘူးအဲ့ဒီလိုနဲ့ဒီဒီရောဦးအန်ကြီးပါရေတကွန်အောက်ဘက်ကိုဆင်းလာခဲ့လိုက်ရပါတော့တယ်မိုးကောင်းကဝယုံတစ်ခုနားမှာကွယ်ပြီးတော့တကုတ်ကုတ်ကိုချောင်းနေပုံရပါတယ်သူတို့လည်းမိုးကောင်းကြီးကိုတိုးကပ်သွားခဲ့ပါတော့တယ်ဟဲ့ကောင်ဘာတွေချောင်းနေတာလဲမိုးကောင်းကဒိတ်ဒိတ်နေဖို့ခြေရန်လက်ဟန်ပြုတ်လောက်ပြပြီးတော့ဝယုံတစ်ပတ်ချမ်းမှရှိတဲ့ရေအိုင်ကလေးကိုလက်ညှိုးထိုးပြနေပါတော့တယ်သူတို့နှစ်ယောက်လည်းရေအိုင်ကလေးကိုကြည့်လိုက်တဲ့အခါမှာတော့မိန်းကလေးတဦးကရေချိုးနေလေပါတယ်မိန်းကလေးကဘင်းမလေးဖြစ်ဟန်တူပါတယ်အသားရည်ကလည်းဖြူဝင်းအိဆန်နေပြီးတော့နမောင်ရှိလေးရတဲ့ဇန်ရွယ်များလည်းရှိလို့နေပါတယ်ဘရင်ထမိန်နီးချင်းချင်းတစ်ထည့်ကိုရင်းလျားထားပြီးတော့ရေအိုင်ထဲမှာရေချိုးနေလေပါတယ်မိုးကောင်းကကင်မရာကလေးနဲ့အဲ့ဒီမိန်းကလေးကိုမှတ်တမ်းတင်နေလေပါတယ်သူများသားသမီးကိုဗီဒီယိုခိုးရိုက်တာမကောင်းပါဘူးဗျာလာသွားကြရအောင်ဒီဒီကခေါ်ပေမဲ့လေမိုးကောင်းကတုတ်တုတ်မြမလောက်ပါဘူးဦးအန်ကြီးမှလည်းမျက်တောင်မကပ်ပဲအဲ့ဒီမိန်းကလေးရဲ့အလားပါများကိုငေးမောကြည့်နေပုံရပါတယ်ဒီဒီကမိုးကောင်းပကုတ်ကိုပုတ်လိုက်လေပါတယ်ကဲမင်းတို့လိုချင်တဲ့ပုံရပြီမို့လားသွားကြစို့ကွာတော့ကြသူတိသွားရင်ငါတို့ကိုပြဿနာရှာနေဦးမယ်ကွာနေစမ်းပါအောင်ဗျာခဏလေးပါအဲ့ဒီအချိန်မှာပဲဒီဒီကဂျာတုံးကလေးတစ်လုံးကိုကောက်ယူလိုက်ပြီးရေအိုင်တွင်းကိုလှမ်းပစ်ထည့်လိုက်လေပါတော့တယ်ရေအိုင်တွင်းခဲကြလာတာကြောင့်မိန်းကလေးကသူတို့ကိုလှမ်းကြည့်ပြီးရေအိုင်တစ်ဖက်ကိုကူးခတ်သွားလေပါတော့တယ်အဲ့ဒီမိန်းကလေးမှာရေကိုရင်ငွေများကြားတယ်ပျောက်ကွယ်သွားပါတော့တယ်သူတို့လည်းဆက်ပြီးတော့ထွက်ခွာလာခဲ့ကြပါတော့တယ်မိုးကောင်းကြည့်ရတာစိတ်နဲ့လူနဲ့ကပ်ပုံမရပါဘူးခင်ဗျားတို့ရိုက်ပြီးပြီဆိုရင်လည်းပြန်ကြမယ်လေအခုတနားကြီးကြောနေပြီဆိုတော့ပြန်ရမှာနဲ့ဗာနဲ့ဆို3နိုင်လောက်မှတောင်ပေါ်ကဆင်းနိုင်မယ်ထင်တယ်ဗျကောင်းပြီလေဒါပေမဲ့ခင်ဗျားသားကောင်ကိုပြေးလိုက်တဲ့ပုံစံနောက်ပြီးတော့တနက်လဲတစ်ချက်လောက်တော့ဟောက်ပေးစမ်းပါဗျာသူတို့အတူတူခလောက်တောင်ကျောပေါ်မှာဆင်းခဲ့လေပါရီတဏှာရောက်မှာတော့ခွေးကြီးပကျူးကတရှူရှူတရှဲရဲဖြစ်နေလေပါတယ်ခွေးကြီးပကျူးနဲ့ဒီဒီမှာအမြဲတမ်းအမဲလိုက်နေကြမို့လို့တယောက်ပြုတ်မှုကိုတယောက်အကဲခတ်တဲ့ပေးမဲ့လေအခုတော့ခွေးကြီးပကျူးရဲ့အပြုတ်မှုကတူးဆန်နေလေပါတော့တယ်အတန်တစ်ခုကြားရတယ်မိုးကောင်းကပြောလိုက်တာပဲဖြစ်ပါတယ်အဲ့ဒီကမှတော့ဦးအန်ကြီးကရပ်ပြီးနားထောင်လိုက်ပါတယ်အတန်ကလေးနဲ့တူပြန်လွင်လာတဲ့ဟန်တူပါတယ်ကြားနေရတဲ့အတန်ကကရင်ဘာသာနဲ့တီးဆိုနေတဲ့တခြင်းတန်ဖြစ်ပြီးတော့မိန်းကလေးတူတီးဆိုနေတဲ့အတန်ဖြစ်ပါတယ်တခြင်းတေးသွားကလည်းဒါယာနာပြုတ်ဝေကောင်းလာပါတယ်ခုနကမိန်းကလေးစိုးနေတာဖြစ်မယ်ဗျဒီဒီရင်တွေစိုးတိတ်လာခဲ့ပါတယ်ဟုတ်ရင်ဟုတ်မှာပေါ့ဗျာကဲပါပြန်ကြစို့လေဒီမိန်းကလေးကိုကြုတ်ချခြင်းနဲ့ဦးအန်ကြီးသူ့ပုံကိုလည်းခုနကရိုက်ခဲ့တာဆိုတော့သူကိုအကျိုးကြောင့်ပြောပြပြီးတော့သူနဲ့အခန်းနည်းနည်းလောက်စိုက်ရိုက်မလေမိုးကောင်းပေးတဲ့အကြံကိုဦးအန်ကြီးကလက်ခံလိုက်လေပါတယ်ဒီဒီကဦးအန်ကြီးလက်ကိုဆွဲလိုက်ပါတော့တယ်ခမရတို့ကမိုးစိုးကြောင်ရိုက်ဖို့လာတာမဟုတ်ဘူးလားဗျအခုကျုပ်ကြောင်ရိုက်ပြီးပြီပဲပြန်ကြစို့ဗျာနေပါဦးမိုးစိုးကြီးရဲ့ဒီနားမှာတောင်ပေါ်ရွာကလေးတွေပါတွေရှိနေမလားပဲရှိနေတယ်ဆိုရင်တော့တိုင်းရင်းသားဒလေးလေးတွေ
ကျုပ်တို့ရိုက်ပြခြင်းနဲ့လေဒါနဲ့ဒီဒီကကောင်းခါလိုက်ပါတော့တယ်ခလောက်တောင်ကျော်မပြောနဲ့ဒီတောင်တန်းကြီးတစ်ခုလုံးမှာလူတွေရွာဆိုလို့ကျုပ်တို့ရွာကလွဲပြီးမရှိဘူးဗျကဲပါပြန်ကြပါစို့လာထိတ်ထိပြပြဖြစ်နေတဲ့ဒီဒီကိုကြည့်နေရင်ဥအန်ကြီးတို့မှာထူးထူးဆန်းဆန်းဖြစ်နေလေပါတော့တယ်ခမရဘာဖြစ်နေတာလဲဗျဘာကိုကြောက်နေတာလဲဒီဒီမျက်နှာမူရမှာဟမ်မဆောင်တော့လိုက်အောင်ဟမ်မဆောင်နိုင်လောက်အောင်ကိုပြည့်ရွံ့နေတာပဲဖြစ်ပါတယ်ဒီမှာကျုပ်ရှင်းရှင်းပဲပြောမယ်ဗျာဒီလိုတောင်ကိုးတွေမြေကိုးတွေဝေးနေတဲ့အချိန်ကိုကျုပ်တို့ခေါ်လမိုင်းထချိန်လို့ခေါ်တယ်ဗျဘယ်သူမှတော်တဲ့တောင်နဲ့မလာဝင့်ဘူးဗျပြီးတော့ခုနကခမရတို့တွေးခဲ့တဲ့မိန်းကလေးအဲ့ဒီမိန်းကလေးကလည်းလူမဖြစ်နိုင်ဘူးဦးအန်ကြီးကဒွေဝေသွားပေမဲ့လေမိုးကောင်းကတော့မယုံနိုင်ခဲ့ပါဘူးခမရဗျာဒီလောက်တိုးတက်နေတဲ့ခေတ်ကြီးထဲမှာဒါမျိုးတွေယုံကြည်နေသေးလားဗျခမရတို့ရွာကမိန်းကလေးတယောက်ရောမဖြစ်နိုင်ဘူးလားဗျာဒီကမိုးကောင်းစီကိုရှောက်သွားလိုက်ပြီးတော့မိုးကောင်းပကုံးကိုတိတ်တိတ်ချာချာကင်လိုက်လေပါတော့တယ်ဒီမှာမိုးကောင်းငါရွာမှာငါမသိတဲ့လူမရှိဘူးနောက်ပြီးဒီကလောက်တောင်ကျုံဆိုတာတော6လုံးလို့ရွာသူမပြောနဲ့တို့ရွာကရွာသားတွေတောင်မှဒီတောင်ကျုံကိုမလာရဲဘူးကွာဒီတော့မင်းဘာမှဆက်မပြောနဲ့ငါပြောတဲ့အတိုင်းသာလို့အခုပြန်ကြမယ်ငါနောက်လိုက်ခဲ့ကြဒီကအရှိမတောတိုးသွားပါတော့တယ်ဦးအန်ကြီးကတော့မိုးကောင်းကိုခေါ်ပြီးတော့အနောက်မှာလိုက်လာခဲ့ကြပါတော့တယ်အချင်းတန်ကတပြေးပြေးကျဲလောင်လာလေပါတယ်သူတို့တောတိုးရလမ်းမှာရှိတဲ့ဘယုံပင်ကြီးတပင်းအောက်မှာအဲ့ဒီမိန်းကလေးကစောင့်ကြောင်ထိုင်နေတာကိုတွေ့လိုက်ရပါတော့တယ်ဒီဒီတို့အရှိမဝါကနေပေါ်လာတာကြောင့်ဒီဒီတယောက်ရှောင်လွဲလို့မရတော့ပါဘူးဘယ်သူမှသူ့ကိုအဖတ်မလုပ်ကြနဲ့ကျုပ်တို့ဆက်သွားကြမယ်သဘောပေါက်လားမိန်းကလေးမှာအနိကကြီးတော်မှာအတော်ချောမောလှပါတော့ကိုတွေ့ရပါတယ်မျက်လုံးမျက်စံနဲ့ပြီးမျက်ခုံးတော်တော်ကောင်းပါတယ်ခရင်ထမရင်တိုးကလေးမှာမိန်းကလေးရဲ့ပေါင်သားအလှများခြေတလုံးအလှများကိုမပေါင်းအောင်နိုင်ပဲအတိုင်းသာမြင်နေရပါတော့တယ်သူတို့ကမိန်းကလေးရှိမှဖျက်လျှောက်လာခဲ့ကြပါတယ်မိန်းကလေးကသူတို့လာတော့ကိုမြင်တာနဲ့အကိုကြီးတို့ဟဲ့ကောင်မနင်းနဲ့ငါတို့မသိဘူးသွားစမ်းဒီကပိတ်អော်ပြီးရှေ့ဆက်လာခဲ့ပါရီဘူအန်ကြီးကတော့အဲ့ဒီမိန်းကလေးကိုတစ်ချက်သာလှည့်ကြည့်ခဲ့ပါရီမိုးကောင်ဖျက်လျှောက်တော့မှမိန်းကလေးကမိုးကောင်လက်ကိုလှမ်းဆွဲထားလိုက်ပါတော့တယ်အကိုကြီးတို့ညီမပိုက်စားလို့မောင်းတစ်ခုကိုကျွေးပါလားဒီတယောက်မိုးကောင်စီကိုလမ်းလျှောက်ခဲ့ပြီးမိုးကောင်လက်ကိုလှမ်းဆွဲလိုက်ပါတော့တယ်ငါတို့မှဘာမုံမှမပေါအောင်နင်းကိုဘာမှမကျွေးနိုင်ဒီကမမတန်းတန်းနဲ့ပြောလိုက်တာပဲဖြစ်ပါရီမိန်းကလေးကလည်းဒါဆိုရင်လေကွန်းလေးတရာလောက်ကျွေးစမ်းပါရှင်ဒီဝါနေတဲ့ကွန်းကိုမင်းသားကြောင့်တောင်းလိုက်ခြင်းပဲဖြစ်ပါရီကွန်းလည်းမပေါအဲ့ဒီခါမှာတော့မိုးကောင်းကမိန်းကလေးကိုမချင်းမငန်းဆက်ဆံနေတဲ့ဒီကိုမချင်းမနဲ့ဖြစ်လာပါတော့တယ်ခမရဗျာခုနကပဲခမရပစိုးခပုံစာတွေကနေကွန်းတွေထုတ်ဝါနေတာမဟုတ်ဘူးလားဗျအခုမရှိတော့ဘူးလားဒီကမိုးကောင်းကိုမိုက်ကြည့်လိုက်ပြီးတော့ကုန်ပြီလို့ပြောနေတယ်မကြောက်ဘူးလားဟဲ့ကောင်မိုးကောင်းသွားကြစို့ကွာဒီကမိုးကောင်းကိုအတင်းဆွဲခေါ်လာခဲ့ရပါတယ်အဲ့ဒီမိန်းကလေးကတော့လက်မလျှော်သေးပါဘူးဒါဆိုရင်လေရေလေးနည်းနည်းလောက်တိုက်ဆန်းမအကိုကြီးတို့ရာညီမရေးစာလို့ပါဒီကလက်မကြည့်တော့ပဲမိုးကောင်းကိုအတင်းဆွဲခေါ်လာခဲ့ကြပါတော့တယ်ခရီးတော်ပေါက်တော့မှသူတို့နားကြပါတော့တယ်နိုင်က3နိုင်ထိုးနေပြီပဲဖြစ်ပါတယ်သူတို့ခလောက်တောင်ကျောကြီးဘော်ကနေမစင်းနိုင်ကြသေးပါဘူးမိုးကောင်းကဒီကိုလုံးဝမကျင့်တဲ့ပဲတလန်လုံးမိုးကြည့်လာခဲ့ပါတော့တယ်ဦးအန်ကြီးကတော့ကြားထဲမှာကြောင်စီစီဖြစ်နေခဲ့ပါတယ်မင်းငါ့ကိုမကျင့်နဲ့လေမတက်နိုင်မိုးကောင်းငါလောက်ရတာကငါတို့အားလုံးဘေးကင်းဖို့ပဲကွာဦးအန်ကြီးကအလွန်မောပန်းနေပုံရပါတယ်မင်းဒီမှာရေဘူးရှိတယ်လားမိုးကောင်းရငါဘူးတော့ကုန်ပြီကွာဦးအန်ကြီးကလမ်းတောင်းပေးမဲ့လေမိုးကောင်းကဘာမှပြန်မပြောပါဘူးအဲ့ဒါနဲ့ဦးအန်ကြီးတယောက်ဒေါသထွက်လာပုံရပါတယ်ရေနေနဲ့တိုက်ဆန်းကမိုးကောင်းရအဲ့ဒီနောက်မှာတော့မိုးကောင်းကိုအသေးချကြည့်လိုက်ပါတော့တယ်ဒီလေတခုတရိယာသွားပြီးမိုးကောင်းစီကိုပြေးလာခဲ့ပါတော့တယ်မိုးကောင်းကိုအသေးချကြည့်လိုက်ပြီးမိုးကောင်းမင်းရေဘူးဘယ်ရောက်သွားတယ်လဲကွာကျုပ်ခုနကကောင်းမလေးကိုတိုက်လိုက်ပြီလေဒီတယောက်မျက်လုံးတွေတောင်
ပြိုးကြောင်သွားခဲ့ပါတော့တယ်ဘာကွာဘလို့ဟုတ်တယ်လေခုနကမိန်းကလေးကရေးစားတယ်ဆိုလို့ကျုပ်ရည်ဘူးကိုသူ့စီကိုလမ်းပြပေးခဲ့တာခမရဗျာမိန်းကလေးတယောက်ကိုတောင်မကူညီခြင်းဘူးလားတွားပြီဟာဟဲ့ကောင်ရတောအုပ်ထဲမှာဘယ်သူကိုမှမကူညီရဘူးကွာအဲ့ဒါမင်းစီကစိတ်ကိုတောင်းတယ်လို့ခေါ်တယ်ဘူးဟန်ကြီးလည်းအံ့ဩနေမိပါတော့တယ်စိတ်ကိုတောင်းတယ်ဆိုတာဘာကိုပြောတာလဲမိုးစိုးကြီးမင်းကိုပြူစားခြင်းလို့မင်းစီကနေတခုခုတောင်းတာကွာမင်းကတနာပြီးတခုခုပေးလိုက်မယ်ဆိုရင်မင်းကသူ့ကိုတနာတဲ့စိတ်ဖြစ်ရမယ်မင်းစိတ်တွေကသူ့ဘော်ကိုရိုင်းရမယ်မဟုတ်လားဒါကြောင့်တော်တဲ့ကမကောင်းဆိုးရတွေကလူတွေစီကနေတခုခုတောင်းတကြတယ်လေပေးလိုက်မိပြီဆိုရင်မင်းရဲ့စိတ်ကသူ့ဘော်ကိုတိတ်ညွတ်သွားကြပြီသူကမင်းကိုကြိုက်ရပြူစားလိုက်မယ်ကွာတီတီပြောတာကိုကြားလိုက်ရပြီးတော့ဦးအန်ကြီးမှာအလွန်ကြောက်လန့်သွားခဲ့ပါတယ်မိုးကောင်းကတော့မျက်လုံးပြူမျက်စံပြူဖြစ်နေလေပါတော့တယ်တီတီကဟဲ့ကောင်မိုးကောင်းမင်းရဲ့ဖက်ကိုချွတ်လိုက်စမ်းအဲ့ဒီလိုပြောပြီးတော့မိုးကောင်းကြီးကိုတိုးကပ်သွားပါတော့တယ်မိုးကောင်းကတီတီရဲ့ရင်ဝကိုလက်နှစ်ဖက်နဲ့စောင့်ထွန်းလိုက်ပြီးတော့အမတ်တမဲ့မို့တီတီတယောက်မရှောင်နိုင်ပဲအနောက်ကိုလန့်ကလဲကျသွားရပါတော့တယ်မိုးကောင်းကပြိုးချောင်နေတဲ့မျက်လုံးများနဲ့ဟိုတီတီလှက်ပဲကြည့်ရင်အတန်ကြားတယ်ကျုပ်ကိုခေါ်နေပြီဟေးငါလာပြီညီမအခုလာပြီအဲဒီလိုအော်ဟစ်ပြီးတော့တောအုပ်ထဲကိုအတင်းပြေးဝင်သွားခဲ့ပါတော့တယ်အလွန်လိမ်မြန်တဲ့အချိန်နဲ့ပြေးဝင်သွားတာမို့ဒီဒီတို့ဟာတဲတဲကွဲကွဲတောင်မမြင်လိုက်ရပါဘူးမိုးကောင်းမှလည်းမြို့သူဆိုင်နေတဲ့တောအုပ်တွင်းကိုရေဝင်သွားပြီးတော့မျက်စိအောက်မှာပျောက်ကွယ်သွားပါတော့တယ်မိုးကောင်းငါတို့သူ့နောင်လိုက်ရမယ်မလိုက်နဲ့သူ့နောင်လိုက်သွားရင်ကျုပ်တို့ပါဒုက္ခရောက်သွားလိမ့်မယ်ဒါပေမဲ့သူကငါးရပဲလေကွာသူ့ကိုငါတို့ကဒီတိုင်းထားခဲ့ရမှာလားဒီတယောက်ဘာလို့ရမှန်းမသိတော့ပါဘူးတနက်ကိုကင်ပြီးတော့မြေပြင်မှာထိုင်ချလိုက်ပါတော့တယ်အဲ့ဒီအခါမှာပဲသူ့အကြံထုတ်နေမိပါတယ်မလိုက်သွားလို့ကလည်းမဖြစ်သူကိုလမ်းပြမုံဆိုးအနေနဲ့အခါကျင်းဝင်ပေးငါထားတာမို့လိုက်သွားခဲ့ကြပါတော့တယ်နောက်ဆုံးမှာတော့လိုက်သွားဖို့ဆုံးဖြတ်လိုက်ရပါတော့တယ်မိုးကောင်တစ်ခုခုဖြစ်ရင်သူ့ထံမှာတာဝန်ရှိပါတယ်ဒါကြောင့်ဒီတယောက်ဝေကြီးပကျူးကိုအတန်ပေးလိုက်ပြီးတော့မြေပြင်ကိုလက်ညှိုးထိုးပြလိုက်လေပါတော့တယ်အဲ့ဒီနောက်မှာတော့ဘူအန်ကြီးကိုကြည့်လိုက်ပြီးကျုပ်သူ့တောင်လိုက်သွားမယ်ခမားနဲ့ကျုပ်ရဲ့ခွေးကြီးဒီနေရာကနေစောင့်နေပါတကယ်လို့နောက်တနားကြီးကြာတဲ့အထိကျုပ်ပြန်မလာဘူးဆိုရင်ကျုပ်ခွေးကြီးကိုပကျူးရေအိမ်ကိုပြန်ရအောင်ဟေ့လို့ပြောပြီးသူ့တော့ကနေလိုက်သွားပါဗျာရွာကိုရောက်သွားလိမ့်မယ်ဦးအန်ကြီးကခေါင်းငိမ့်လိုက်လေပါတယ်ဒါပေမဲ့ခမားတခုတော့မှတ်ထားနော်ဘယ်နည်းနဲ့ဖြစ်ဖြစ်တောအုပ်ထဲမှာမိုးမချုပ်စေနဲ့ဒီဒီကဦးအန်ကြီးကိုအသေးချာမှားခဲ့ပြီးတော့လက်ကနိုင်ကိုကြည့်လိုက်တဲ့အခါမှာတော့3နာရီကျော်နေပြီပဲဖြစ်ပါတယ်ရိုင်းဖယ်တနက်တဲကိုကြည်စံ9000ထည့်လိုက်ပြီးတော့တနက်မောင်းကိုအတင်ချိန်ပြီးတော့မိုးကောင်းပြေးဝင်သွားတဲ့တောအုပ်တွင်းကိုလိုက်ဝင်ခဲ့ပါတော့တယ်ဒီဒီကပါဝင်ချင်းတစ်ခွင်ကိုနားဆုံနေခဲ့ပါတယ်ချီမှာတောကြီးကလေပင်ကြီးများပေါက်နေတဲ့တောကြီးပြစ်ပြီးတော့ခြုံတွေများကခါအထိထူထပ်နေလေပါတယ်တောအုပ်တွင်းမှာမိုးကောင်းပြေးထားတဲ့ခြေရာများကိုခက်ချဲချဲတွေ့နေရလေပါတယ်ခြေ10ကိုက်ကွာမှာတော့ညနေမှောင်လာတာနဲ့အလင်းရောင်အားနေလာပြီးတော့ခြေ10ကိုက်ကွာကန့်ကိုပင်မနေ့အားယူပြီးတော့ကြည်နေရပါတယ်လက်ထဲမှာတနက်ကိုလည်းတရီးနဲ့အတင်ကင်ထားလေပါတယ်အကိုကြီးသူ့နောက်မှာခေါ်တန်ကြားလိုက်ရတာကြောင့်တဲကြည့်လိုက်တဲ့အခါမှာတော့ခေါနာကတွေးခဲ့တယ်မိန်းကလေးကိုတွေးရတာကြောင့်ဒီဒီကတနက်နဲ့ထိုးချိန်လိုက်ပါတော့တယ်သူတို့ကလုံးကြောရိုးထဲမှာအေးစိန်တက်လာပြီးတော့ဂျက်တီမွင်းကြီးနေတောင်ထောင်ထလာခဲ့ပါတော့တယ်ဟိုကောင်ပဲမလဲမိန်းကလေးကပြုံးနေလေပါတော့တယ်သူ့ကိုကျုပ်ပိုင်သွားပြီလေပြန်ပေးစမ်းသူ့ကိုပြန်ပေးရင်ပေးမပေးရင်မင်းကိုငါပြစ်ထည့်လိုက်မှာနော်မိန်းကလေးကအတန်ထန်ကြီးနဲ့ရီမောလိုက်ပါတော့တယ်သူတန်ကြီးကတောအုပ်တွင်းမှာဘဲတင်ထက်မြကျဲလောင်နေလေပါတော့တယ်အဲ့ဒီနောက်မှာတော့မိန်းကလေးကလက်သုံးချောင်းကိုထောင်းလိုက်လေပါတော့တယ်ရှင်တို့တော့ရောက်လာတာတယောက်ပဲပြန်ရမယ်ဒီကဘာမှပြောမနေတော့ပဲအဲ့ဒီမိန်းကလေးရဲ့ဦးခေါင်းကိုတဲချိန်ပြီးတော့တနက်မောင်းခလုတ်ကိုညှစ်ချထည့်လိုက်ပါတော့တယ်ရိုင်းဖယ်တနက်တန်ကတောင်ကျောကြီးပေါ်မှာကျဲလောင်စွာထွက်ပေါ်လာပါတော့တယ်အဲ့ဒီမိန်းကလေးကနေရာမှာရုံချီပြောက်ကွယ်သွားပြီးသူ့ညာဘက်နှဘေးခက်လန့်လန့်မှာသွားပေါ်လေပါတော့တယ်
ဒီဒီကမောင်းကိုအမြန်တင်လိုက်ပြီးတော့ပူနွေးနေတဲ့ rifle ကြီးစံကောကပြောင်းတွင်းမှာခုန်ထွက်ပြီးတော့ကြီးစံတစ်တောင်ကိုအသင့်ပြင်ပြီးသားဖြစ်သွားပါတော့တယ်အဲ့ဒါနဲ့ဒီဒီကညာဘက်ကိုလှည့်လိုက်ပြီးမဆိုင်မတော့နဲ့အဲ့ဒီမိန်းကလေးအားထပ်ပစ်ချလိုက်ရမ်းပါတယ်ဒါပေမဲ့ကြီးစံကအဲ့ဒီမိန်းကလေးကိုမထီမှန်မအောင်အဲ့ဒီချိန်မှာပဲတုံတော်ကြောဘက်မှာခြုံတို့တံများကိုအတိုင်းသားကြားလိုက်ရပါတော့တယ်ဒေဒီကတနက်နဲ့ထိုးချိန်လိုက်ပြီးမဲ့လဲနောက်ကျသွားပြီပဲဖြစ်ပါတယ်ခြုံတွေများအကြောင်းမှာတောဝက်ကြီးတကောင်ပြေးထွက်လာပြီးသူ့ကြောက်ကိုဝင့်တိုက်လေးပါတော့တယ်အဲ့ဒါနဲ့ဒီဒီကလန့်ပြီးခုံးထဲလိုက်တဲ့အခါမှာတော့တောဝက်ဆွဲကြီးကသူ့ခြေပြားကိုသာထိသွားပါတော့တယ်ဒို့သာမခုံခဲ့ဘူးဆိုရင်တော့သူ့ခြေထောက်နှစ်ဖက်စလုံးတွင်ကျိုးသွားမှာပဲဖြစ်ပါတယ်ခြေထောက်ပေါက်သွားပြီးဒေဒီမှလည်းလဲကျသွားပါတော့တယ်တောဝက်ကြီးကသူ့ကိုလွန်တဲ့အခါရဲတံသွားပြီးတော့တပန်းသူ့ဘက်ကိုပြန်လှည့်လာပြီးပြေးလာပြန်ပါတယ်မြေမှာလဲနေတဲ့ဒီဒီအားတောဝက်ဆွဲကြီးနဲ့ပတ်ရန်ပြေးလာနေပါတယ်တနန်းနဲ့တိုက်ခဲ့ရန်အမိတော့တာမို့ဒီဒီကခါးကြမှာဂိုးလမကန်ရှိတဲ့ဓမြောင်ကိုထုတ်လိုက်ပြီးအသင့်ပြင်ထားလိုက်ပါတော့တယ်တောဝက်ကြီးကသူ့ကိုပြေးပြီးအပတ်မှာဒီဒီကဘယ်ဘက်ကိုတစ်ချက်လှိမ့်လိုက်ပြီးတော့တောဝက်ကြီးမှာသူ့ကိုမထိပဲအနီးမှာတစ်ပင်ကြီးတစ်ပင်ရဲ့ပင်စီကိုသာထိသွားနေပါတော့တယ်ဒီဒီကမဆိုင်မတော့နဲ့သူ့ရဲ့ဓမြောင်ကိုတောဝက်ကြီးရဲ့နန်းကြားကိုအားကုန်ထိုးဆိုင်ချလိုက်လေပါတော့တယ်တောဝက်ကြီးမှာအတန်ကုန်ဟစ်အော်ပြီးတောအုပ်တွင်းကိုပြေးဝင်သွားလေပါတော့တယ်ဒီဒီလဲတနက်ကိုကောက်ကန်လိုက်လေပါတယ်သူ့ချေပမိုးကဟတ်တက်ကွဲသွားပြီမို့သွေးတွေပန့်ထက်နေလေပါတယ်သူဝစ်ထားတဲ့ကရင်ပစိုးကိုရဲလိုက်ပြီးတော့ချေပမိုးကိုစီးနှောင်ထားလိုက်ပါတော့တယ်အဒီနောက်မှာတော့တနက်ကိုအားပြုတ်ထောက်ပြီးတော့တောအုပ်တွင်းမှာထွက်လာခဲ့ရပါတော့တယ်ဘူအန်ကြီးနာကိုလန့်လာမှဝေအောင်တန်းကိုသူ့ညံစွာကြားလိုက်ရပါတော့တယ်ခွေးတန်ကတော့သူခွေးကြီးပကျူးရဲ့အတန်ပဲဖြစ်ပါတယ်ဒီဒီလဲအတန်ကြားရစီကိုအမြန်ပြေးလာခဲ့ပါတော့တယ်သူရောက်နေတဲ့နေရာကဘူအန်ကြီးထိုင်းနေတဲ့နေရာထက်အနေငယ်မြင့်တာကြောင့်ဘူအန်ကြီးတို့ကိုအတိုင်းသားမြင်နေရပါတယ်ဘူအန်ကြီးကမတ်တက်ရက်နေပြီးတော့တနေရာကိုကြောင်းကြည့်နေခဲ့ပါတယ်အဲ့ဒီနေရာမှာတော့မိုးကောင်းကိုမြင်တွေ့နေရပါတယ်မိုးကောင်းကဘူအန်ကြီးစီကိုပြေးလာဖို့ကြိုးစားနေပါတယ်ဒီဒီလည်းမြေပြင်ပေါ်မှာမုတ်ဆိုးတိုင်ထိုင်ချလိုက်ပြီးတနက်ကိုမောင်းတင်ပြီးတော့မိုးကောင်းကိုထိုးချင်လိုက်ပါတော့တယ်မိုးကောင်းမှာဘူအန်ကြီးထံကိုအချိန်ထိုးပြေးလာနေပါတယ်ဒီဒီကမိုးကောင်းခြေထောက်နားကိုမှန်းလိုက်ပြီးတော့တနက်မောင်းခလုတ်ကိုညှစ်ချလိုက်လေပါတနက်တန်နဲ့အတူမိုးကောင်းမှာပြိုလဲသွားပါတော့တယ်အဲ့ဒီနောက်မှာတော့နမိတ်မှာရှိတဲ့ခြုံကြီးတွင်းကိုလိမ့်ချသွားလေပါတော့တယ်ဘူအန်ကြီးမှလည်းအဲ့ရမှနိုးထလာသူတူလိုဖြစ်နေလေပါတယ်ဒီဒီကသင်သွားပြီးတော့ဘူအန်ကြီးကိုကင်ဆွဲလိုက်ပါတော့တယ်မင်းမိုးကောင်းကိုပြစ်လိုက်တယ်ကျုပ်ပြစ်တာမိုးကောင်းမဟုတ်ဘူးဗျသူကိုအသေးချသွားကြည့်တော့မှခြုံမုတ်ကြီးတွင်းမှာငိမ့်တက်နေတဲ့တောဝက်ကြီးကိုတွေ့လိုက်ရပါတော့တယ်တောဝက်ကြီးရဲ့နှစောင်းမှာဒီဒီရဲ့အမဲလိုက်တစ်မြောက်ကစိုက်ဝင်နေပါသေးတယ်ဒီဒီကဓားကိုဖြုတ်လိုက်ပြီးတော့ခမြောက်ကိုပါတက်ဖို့ကြံနေတာပဲမဖြစ်ဘူးကျုပ်တို့တွေဒီကနေအမြန်သွားမှဖြစ်တော့မယ်ကျွန်တော်တစ်ဖက်နားနေတဲ့ဒီဒီကိုဘူအန်ကြီးကတွဲပြီးတော့တိုးထဲမှာအမြန်ပြန်လာခဲ့ကြပါတော့တယ်တောအတွင်းမှာထွက်လိုက်တဲ့အချိန်မှာညနေ9 နာရီထိုးနေပြီပဲဖြစ်ပါတယ်သူတို့နှစ်ယောက်တောအတွင်းကိုတစ်ချက်လှည့်ပြန်ကြည့်လိုက်တဲ့အချိန်မှာတပင်များเจ้าမှာမိုးကောင်းနဲ့အဲ့ဒီမိန်းကလေးမတ်တက်ရက်နေတာကိုမြင်တွေ့လိုက်ရပါတော့တယ်ဦးအန်ကြီးချုပ်ပြောတာကိုယုံပါအဲ့ဒါ तू မဟုတ်ဘူးသူတို့ဟာလဲမကြည့်တော့ပဲရွာစီကိုစားအမြန်ထွက်လာခဲ့ကြပါတော့တယ်ရွာပြန်ရောက်တော့ဒီဒီတယောက်အဖျားတွေတက်နေလေပါတယ်ဦးအန်ကြီးလည်းမပြန်ဖြစ်တော့ပါဘူးအဲ့ဒီညမှာပဲဦးအန်ကြီးလည်းအဖျားတွေတက်နေလေပါတယ်ဒီဒီရဲ့ဇနီးဇန်နဲ့ရွာသားများကဝိုင်းဝန်းပြုစုပေးကြပါတယ်ဒီဒီအိမ်မက်တဲမှာအသားဖြူဖြူနဲ့မိန်းကလေးကိုသာမြင်တွေ့နေရပါတော့တယ်အဲ့ဒီမိန်းကလေးမှာမျက်လုံးနီးနီးရဲရဲဗဇက်ပြည့်ပြည့်နဲ့ကြောက်စရာကောင်းတဲ့တရေမကြီးတူဖြစ်လို့နေပါတယ်
ဒီဒီတတိပြန်ရလာတော့3ရက်ခန့်ပင်ကြာနေပြီပဲဖြစ်ပါတယ်ဒီဒီတကူလုံးလဲအားရင်ကုန်ခန့်နေလေပါရီမိမဦးဟန်ကြီးရောသူကံမကောင်းရှာပါဘူးတော်တွေကပြန်လာပြီးတော့အဲ့ဒီညပဲသူဖျားတက်တယ်လေနောက်တနေ့မနက်လင်းလောက်မှာတော့ဗဇက်ကကြောင်ကရမ်းတွေအော်ဟစ်ပြီးတော့တေဆုံးသွားတော့တာပါပဲသူမိသားစုတွေရောက်လာပြီးတော့ကြွားမှာပဲတကြိုသွားကြတယ်လေဒီဒီတယောက်တွေးဝေသွားခဲ့ပါတယ်သူနာထဲမှာလေအဲ့ဒီမိန်းကလေးပြောလိုက်တဲ့စကားများကိုကြားရောင်နေမိပါတော့တယ်ချင်းတို့3ယောက်လာတယ်တယောက်ပဲပြန်ရငါရက်ခန့်ကြတော့ဦးအန်ကြီးကိုရက်လည်ရန်အတွက်မိသားစုဝင်များရောက်လာကြတော့မို့ပျောက်ဆုံးသွားတဲ့မိုးကောင်းရဲ့မိဘများလည်းရောက်လာကြပါတော့တယ်မိုးကောင်းကိုလူပြောင်းမှုနဲ့အမှုဖွင့်လိုက်ပြီးတော့ရွာကများကလည်းတောနယ်တွေကိုအချိန်ချင်းသွားပြီးတော့မိုးကောင်းကိုရှာဖွေကြပေမဲ့လုံးဝမတွေ့ရတော့ပါဘူးဒီမှာလဲမိမိတာဝန်မကင်းတာကြောင့်မိုးကောင်းမိဘများကိုရောဦးအန်ကြီးရဲ့မိသားစုဝင်များကိုပါအနှိုးညွတ်တောင်းပန်နေရလေပါရီဦးအန်ကြီးတို့ရိုက်ကူးခဲ့တဲ့ဗီဒီယိုများကိုဖွင့်ကြည့်ကြတဲ့အခါမှာတော့ဒီတကွန်နီးမှာလူရိတ်တရံအဖြူဖြူအရေးကြီးများရန်နေတာကိုတွေးလိုက်ရတယ်လို့ရန်ကလေးမှလည်းဘယ်သူမှမရှိပဲဒီတိုင်းရိုက်ကူးထားတာကိုသာတွေးလိုက်ရပါတော့တယ်အဲ့ဒီခရီးစဉ်ကဒီဒီအတွက်တော့သိုးရွားတဲ့ခရီးစဉ်တစ်ခုဖြစ်ခဲ့လေပါရီဒီဒီကတော့အဲ့ဒီမိန်းကလေးကိုမကျင်နှံ့နိုင်ပါဘူးရိုဘင်ဆိုပြီးများလဲမင်းလွင်တောင်တန်းကြီးကောင်းပြီးခြုံတဲ့အချိန်တောင်ကိုမြို့ကိုတွေဝေးနေတဲ့လမိုင်းထားချိန်မျိုးမှာတော့တောင်တန်းကြီးတနေရာမှာရှိတယ်ခလောက်တောင်ကျော်ကြီးပေါ်ကိုရောက်ရှိခဲ့မယ်ဆိုရင်တော့အသားဖြူဖြူနဲ့အဲ့ဒီမိန်းကလေးကိုတွေ့ကြအောင်မှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီဇာလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီဒီရဆိုင်ခန်းစားနာဆင်အားပေးကြတော့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါရခင်ဗျာမင်္ဂလာရှိတော်နေ့အတိုင်းကိုပိုင်ဆိုင်နိုင်ကြပါသည်ခင်ဗျာနောက်ဇာလန်လေးမှာပြန်တွေ့ကြပါမယ်